မင်္ဂလာပါရှင်ဒီကာလကတော့မောင်ရှင်လောင်းနဲ့နာတာအလှမင်္ဂလာပွဲတွေကိုခမ်းနားစွာကျင်းပပြုလုပ်တဲ့အခါသမယလေးပဲဖြစ်ပါတယ်မောင်ရှင်လောင်းဝတ်စုံလေးတွေကိုခေါင်းစာချီစုံလှပခမ်းနားစွာဆင်မြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ရွှေလာဝတ်ထင်ဖက်ရှင်နန်းတော်ကိုသာကြော်လှမ်းခဲ့ပါလို့ဖိတ်ခေါ်ပါရစေရှင်မောင်ရှင်လောင်းဝတ်စုံတွေကိုငှားရမ်းကျင်တာပဲဖြစ်ဖြစ်ဝယ်ယူကျင်တာပဲဖြစ်ဖြစ်မိမိစိတ်ကြိုက်အော်ရာမှာကျင်တာပဲဖြစ်ဖြစ်ရွှေလာဝတ်ထင်ဖက်ရှင်နန်းတော်ကိုကြော်လှမ်းခဲ့ပါခေါင်းပေါင်းဆိုရင်လည်းဘရင်ခေါင်းပေါင်းစက်တီခေါင်းပေါင်းနဲ့ရှမ်းခေါင်းပေါင်းတွေကိုမိမိစိတ်ကြိုက်မှာယူနိုင်ပါတယ်ဒီဝတ်ဆက်လေးကတော့နေကနေ9 နှစ်သားမောင်ရှင်လောင်းလေးအတွက်ကိုအော်ရာမှာထားတဲ့ဝတ်ဆက်လေးပဲဖြစ်ပါတယ်ရွှေဝါရောင်ပေါ်မှာရွှေဝါရောင်ဘူးနဲ့စီးကွက်လေးတွေကိုမြိုင်နေအောင်အနုစိတ်အလှဆင်ဖန်တီးထားပါတယ်မောင်ရှင်လောင်းလေးမှာဒီတောင်ရှိပစိုးလေးကိုလွယ်ကူစွာဆင်မြန်းပြီးတော့ဝတ်လို့ရအောင်ရွှေလောင်ဝတ်ထိန်ဖက်ရှင်နန်းတော်ကနေလှပတက်ရက်တဲ့တောင်ရှိပစိုးလေးကိုလည်းဖန်တီးချုပ်လုပ်ပေးထားပါတယ်ဒါလေးကတော့9 နှစ်သားလေးအတွက်မောင်ရှင်လောင်းဝတ်ဆက်လေးပဲဖြစ်ပါတယ်မောင်ရှင်လောင်းဝတ်ဆက်လေးကတော့9 နှစ်သားလေးမို့လို့တရေမျောကျိုးလေးနဲ့တောင်ရှိပစိုးလေးကိုလွယ်ကူစွာဝတ်ဆင်လို့ရအောင်ပေါ့ပဝတ်ဆင်လို့ရအောင်ဖန်တီးပေးထားပါတယ်နောက်တစ်စုံကတော့ကြက်သွေးရောင်မောင်ရှင်လောင်းဝတ်စုံလေးပဲဖြစ်ပါတယ်ဒီကြက်သွေးရောင်အပုပ်လေးပေါ်မှာရွှေဝါရောင်ဘူးနဲ့စီးကွက်လေးတွေကိုမြိုင်နေအောင်အနုစိတ်ဖန်တီးထားတယ်ဆိုတော့အရန်ကိုလှပခမ်းနားတယ်မောင်ရှင်လောင်းဝတ်စုံလေးပဲဖြစ်ပါတယ်ခေါင်းပေါင်းရောမောင်ရှင်လောင်းဝတ်စုံရောဖက်နှက်ကောအစအစုံမှာယူနိုင်ပါတယ်ရှင်ဒါလေးတွေကတော့ရွှေလာဝန်းထိန်ဖက်ရှင်နန်းတော်ကနေပြီးတော့မှထုတ်လုပ်ရောင်းချနေတဲ့မောင်ရှင်လောင်းဝတ်စုံလေးတွေပဲဖြစ်ပါတယ်မိမိစိတ်ကြိုက်အော်ရာမှာကျင်လဲရပါတယ်မိမိသုံးမဲ့ငွေမောက်ပေါ်မှာမူတည်ပြီးတော့မှရွှေလာဝန်းထိန်ဖက်ရှင်နန်းတော်ကနေပြီးတော့မှအကောင်းဆုံးချုပ်လုပ်ဖန်တီးပြီးတော့မှ customer တွေလက်ဝဲအရောက်ပို့ပေးနေပါတယ်ကျေးဇူးတင်ပါတယ်ရှင်